首先就是我热烈的欢迎中国外交部代表团来到缅甸访问。မြန်မာနိုင်ငံနဲ့ဒေသချင်းတိုင်းပြည်တွေမှာဖြစ်ပေါ်နေတဲ့အခြေအနေများမှာဆိုတော့မြန်မာနိုင်ငံကိုလာဝချင်းရထူးခြားတဲ့ခေတ်ဖြစ်တယ်လို့ပြောရပါတယ်。在缅甸这个局势下就来到缅甸访问，就是特别好的事情。ဆိုတော့ကျွန်တော်နေရာနဲ့ဒီမှာ外长阁下也是已经见过好几年နိုင်ငံပူးပေါင်းဆောင်ရွက်အကျိုးတူကိစ္စဆောင်ရွက်ကိစ္စတွေမှာအများစွာကိုထောက်ကူရလိမ့်မယ်ကျွန်တော်ယုံကြည်ပါတယ်။我也相信外长合作。ဒီပြည်နယ်မှာကျွန်တော်ဆက်ဖွဲ့ပေးစေပေးပါ။ဒီဒီရဲဝဖြစ်ပါတယ်我首先介绍一下今天出席的我方的代表人，这位是叶维武中将这位是吴丹水，他是外交部部长。那位是库库兰，他是国防委办公室部长。我跟阁下见面的时候，我也相信能非常。ကျွန်တော်တို့ကအရင်ကတော့မဟာဗျူဟာမိဖက်နိုင်ငံတွေကျွန်တော်သတ်မှတ်ပြီးတော့မှကျွန်တော်ရှိကြည့်ပြီးတော့20ပြည့်နှစ်ဒီမှာနိုင်ငံခီးစဉ်မှာအေးဒီဘူများတိုင်ဝမ်အကျိုးခံစားရတဲ့ဒီစောဖို့နိုင်ငံတွေဖြစ်သတ်မှတ်တာရှိပါတယ်中缅两国的合作已经有长处，中缅两国已经定下了战略合作伙伴关系。2020年，习近平主席来到缅甸之后，中缅两国定下了我们今天的会谈能实现巩固中缅两国合作。就是我就交流了，看到。我再次热烈的欢迎阁下来到缅甸。第一场跟总书记跟总司令主席阁下见面，我愿转达亲情。ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကိုထပ်မံတည်နေတဲ့ပြည်ခွင့်ရရှိတဲ့အတွက်ဝမ်းသာဖြစ်ခဲ့ပါတယ်။ပထမဦးစွာအနေနဲ့လည်းကျွန်တော်ကတရုတ်သမ္မတကြီးမစ္စတာရှီကျင်းပင်နဲ့ဝန်ကြီးချုပ်ကြီးမစ္စတာလီချန်ကအဆွေတော်ဥက္ကဋ္ဌကြီးစီကိုကြည့်这些个人确实是我们的好朋友，也是老朋友，多年来以始终坚定不移的支持中缅的友好，而且呢，积极支持中缅构建民主主体的建设，那么加强中国领导之间建立起来牢固的互信和友谊，为中缅的包括情谊做出了突出的贡献，我们对此表示高度赞赏。ဆွေတော်ဥက္ကဋ္ဌကြီးကလည်းတရုတ်နိုင်ငံရဲ့မိဟောင်းဆွေဟောင်းနဲ့မိကောင်းဆွေကောင်းဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဆွေတော်ဥက္ကဋ္ဌကြီးကလည်းတရုတ်မြန်မာမိတ်ဆွေဖြစ်ချစ်ကြီးရဲ့ကိုအဆိုင်ဖွံ့ဖြိုးတိုးတက်မှုကိုလည်းထူးခြားတဲ့အခမ်းကဏ္ဍပါဝင်ခဲ့ပါတယ်။တရုတ်ဘက်ကလည်း及时，同时也是支援中缅好的中介的力量。我们两军之间也建立起来相互理解、相互支持的这种牢不可破的友谊，为军方做出不懈的努力，同样给予高度的评价。မြန်မာတပ်မတော်ကရေပေါ်ကာကွယ်ထိန်းသိမ်းခဲ့တဲ့အရေးအကြီးဆုံးအင်အားစုဖြစ်ပါတယ်။ဥက္ကဋ္ဌကြီးဥဆောင်မှုအောက်မှာလည်းမြန်မာတပ်မတော်ကလည်းတရုတ်မြန်မာမိတ်ဆွေဖြစ်ချစ်ကြီးရဲ့ပူးပေါင်းဆောင်ရွက်မှုကိုလည်းအရေးကြီးတဲ့အခမ်းကဏ္ဍပါရှိပါတယ်။ကျွန်တော်ကြည့်ပါတယ်中国对于友好政策一以贯之，那么维护国家的独立、主权、统一和领土完整。တရုတ်နိုင်ငံကမြန်မာနိုင်ငံအပေါ်မှာချီးခင်အင်းကြီးတဲ့မူဝါဒကလည်းတစ်ဆက်ခါမှရှင်းရှင်းလင်းလင်းသိရှိခဲ့ပါတယ်။ကျွန်တော်ကလည်းဒီနေ့အခါပြုလုပ်ခိုင်းတဲ့တရုတ်ဘက်ကမြန်မာနိုင်ငံရဲ့လူလာရေးအချုပ်我们坚决支持总司令的下一步国家安全